Sky Daily ကိုကြည့်ရှုနေတဲ့မိဘပြည်သူများမင်္ဂလာပါရှင်။ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းရဲ့အကြောင်းအရာကတော့2026ခုနှစ်အိုလံပစ်အထင်ရမှတ်လွန်ဆွဲပြိုင်ပွဲနဲ့စုချင်းမြင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။အားကစားရေးရာဝင်ကြီးဌာနမြန်မာနိုင်ငံရိုးရာအားကစားအဖွဲ့ချုပ်မှကြီးမှုကျင်းပတဲ့2026ခုနှစ်ဇွန်လ23ရက်နေ့မှာကြာရောက်မယ်။အိုလံပစ်နေ့အထိမ်းအမှတ်လွန်ဆွဲပြိုင်ပွဲနဲ့စုချင်းမြင့်ပွဲအခမ်းအနားကိုဒီကနေ့ဇွန်လ14ရက်နနက်9:00နာရီကရန်ကုန်မြို့တိမ်ပြူလက်ဝဲအားကစားခန်းမရှိမှာကျင်းပပြုလုပ်ခဲ့ပါတယ်။ဟုတ်ကဲ့ကျွန်တော်တို့ဒီနေ့အစီအစဉ်ကတော့ကျွန်တော်မြန်မာနိုင်ငံရိုးရာအားကစားအဖွဲ့ချုပ်ကနေပြီးတော့ဒါ23ရက်နေ့မှာကြာရောက်တဲ့ဒီအိုလံပစ်နေ့အထိမ်းအမှတ်ကိုကျိုးစုဂုဏ်ပြုသောအားဖြင့်ဒါတက်ခေါ်ဝါပေါ့နော်လုံဆွဲအားကစားပြိုင်ပွဲကိုကျင်းပခြင်းဖြစ်ပါတယ်။နိုင်ငံရိုးရာအားကစားအဖွဲ့ချုပ်ကနေတာဝန်ယူပြီးတော့ဆောင်ရွက်နေတဲ့အားကစားနည်းကတော့ရိုးရာအားကစားနည်းတွေဖြစ်တဲ့ထုံးစည်းတိုးကစားနည်းလုံဆွဲကစားနည်းနောက်စွန်တော့အားကစားနည်းအပြင်ကိုပေါ့နော်ကျွန်တော်တို့ရိုးရာအားကစားနည်းပေါင်းမြောက်များစွာရှိပါတယ်ဟုတ်ကဲ့အဲ့ဒီထဲမှာတော့ဒါကျွန်တော်လုံဆွဲအားကစားနည်းရဆိုလို့ရှိရင်တော့ဒါကျွန်တော်ရှင်းမြန်မာမင်းတွေလက်ထက်တည်းကနေပြီးတော့ဒါမိုးခေါင်နေဆိုလို့ရှိရင်ဒါယုံကြည်မှုတလေးရဒါမိုးရွာစီခြင်းတွန်းစီခြင်းတို့ဒါကျွန်တော်တို့လုံဆွဲအားကစားကျင်းပခဲ့တဲ့ထောက်တိုင်းလည်းရှိပါတယ်အခုကတော့ကျွန်တော်တို့ကအပြည်ပြည်ဆိုင်ရာအဆင့်ပေါ့နော်ဒါရှင်ပြိုင်တဲ့အခါမှာတော့ကဘာမှာလည်းဓာတ်ကော့ဝါဆိုတဲ့ဒီလုံဆွဲကစားနည်းကိုကျွန်တော်တို့ဒီရိုးရာလုံဆွဲအနေနဲ့ဒါဝင်ရောက်ပြီးတော့ကျွန်တော်ရှင်ပြိုင်ခဲ့တဲ့ဘာလည်းရှိပါတယ်အဲ့အမှာကျွန်တော်ကဒါဒီအိုလံပစ်နေ့ကမ္ဘာအိုလံပစ်နေ့ကိုဒါကျေးဇူးဂုဏ်ပြုသောအားဖြင့်ဒါဒီတက်ကော့ဝါလုံဆွဲကစားနည်းကိုဒီနေ့ထည့်သွင်းပြီးတော့ကျင်းပခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့33နှစ်မြောက်ဒါစီးဂိမ်းပေါ့နော်ရှေ့တောင်အာရှဒီအားကစားပြိုင်ပွဲမှာကျွန်တော်တို့လုံဆွဲအားကစားနည်းအနေနဲ့တက်ကော့ဝါကိုကျွန်တော်မြန်မာနိုင်ငံကိုစားပြုတသင်းသွားရောက်ပြီးရှင်ပြိုင်တဲ့အခါမှာကျွန်တော်တို့ဒါတတိယဆုရရှိခဲ့ပါတယ်နောက်လာမယ့်ဒီ34ချိန်မြောက်မလေးရှားနိုင်ငံမှာကျင်းပမယ်2029မှာဒီစီဂိမ်းပြိုင်ပွဲမှာလည်းပါဝင်မယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့သွားရောက်ရှင်ပြိုင်ဖို့အတွက်ဒါအကျိုးပြင်ဆင်ခြင်းအနေနဲ့ကျွန်တော်တို့ဒီပွဲလေးကိုကျင်းပခြင်းဖြစ်ပါတယ်စီဂိမ်းမှာသွားရောက်ရှင်ပြိုင်တဲ့ကစားသမားတွေကနေပြီးတော့လည်းပြန် train ပေးတာရှိပါတယ်အခုကတော့ကျွန်တော်တို့ကစီဂိမ်းမှာပါတဲ့ကစားသမားတွေစုရခဲ့တဲ့ကစားသမားတွေကနေကြီးကြပ်ပေးပြီးတော့မှဒီမျိုးဆက်သစ်လူငယ်တွေကိုကျွန်တော်ကမွေးထုတ်တဲ့အနေနဲ့ကျွန်တော်တို့ဒါမျိုးဆက်သစ်လူငယ်တွေကိုစူးစီးပြီးတော့ဒီပွဲကိုကျင်းပခြင်းဖြစ်ပါတယ်။အားနည်းကကျွန်တော်မြန်မာနိုင်ငံအနေနဲ့ရက်မှာပေါ့နော်ပျော်ပွဲရှင်ပွဲတွေမှာတော့ဒါထည့်သွင်းကျင်းပခြင်းရှိပါတယ်။ဒါပေမဲ့တိကျအနေနဲ့တော့ဒီနေ့နဲ့တိုင်းအဆင့်ပေါ့နော်ကျွန်တော်တို့ဒါဆောင်ရွက်နိုင်ခြင်းမရှိသေးဘူးပေါ့နော်။ဒါကျွန်တော်ပထမဆုံးခြေလှမ်းအနေနဲ့ဒါပြည်နယ်နဲ့တိုင်းပွဲတွေကျင်းပရမယ်။နောက်အဖွဲ့ချုပ်ဖလားဆိုပြီးတော့ကျွန်တော်ကျင်းပရမယ်။အဲ့လိုကျင်းပဖို့အတွက်ကျွန်တော်ဒါပထမဆုံးခြေလှမ်းဖြစ်ပါတယ်။အဲ့လိုကျင်းပမှာဒါကျွန်တော်တို့ကဒီမျိုးဆက်သစ်လူငယ်တွေမွေးထုတ်လို့ရမှာဖြစ်ပါတယ်။ဒီကစားနည်းကလည်းဒါတစ်ဖက်ဟိုရှေ့ရောက်စီဒါအင်အားကိုစူးစီးပြီးတော့စီးလုံးညီညွတ်မှဒါအောင်မြင်နိုင်တဲ့အင်အားကိုတစုတစည်းတဲ့အားအင်အမြင့်ဆုံးကိုရရှိပြီးတော့အနိုင်ရမှာဖြစ်တဲ့အတွက်ဒါဒီကစားနည်းကဒါအများနဲ့စီးလုံးညီညွတ်မှရတဲ့ပေါင်းစည်းခြင်းဆိုတာကိုလည်းပေါ်ဆောင်တာဖြစ်တဲ့အတွက်ဒီကစားနည်းကိုဒါကျင်းပဖို့တော့ကျွန်တော်တို့ကဒါကစားသမားလူငယ်တွေတော့အများကြီးလိုပါတယ်။ဘာကြောင့်လဲတသိန်းကိုပဲဒါရှေ့ရောက်ဆိုလို့ရှိရင်တကယ်တမ်းဒီကစားနည်းတွေကျင်းပတဲ့အခါမှာလည်းဒါလူငယ်တွေဟိုအင်အားအများကြီးကိုတုံးပြီးတော့ကျွန်တော်တို့ဒါဟိုရှင်ပြရမှာဖြစ်ပါတယ်အဲ့အတွက်ကိုကျွန်တော်တို့ကဒါတီးခြားလေ့ကျင့်မှုပြင်ဆင်မှုတွေလည်းအများကြီးလိုပါတယ်အခုကတော့ဒီနေ့ကစားတဲ့ကစားသမားတော်တော်များများကတော့ကျွန်တော်တို့ကကျွန်တော်တို့ရိုးအားကစားနည်းအောက်မှာလက်မောင်းလေးအားကစားဆိုတာလည်းရှိပါတယ်ဒီလက်မောင်းလေးအားကစားပြိုင်ပွဲကိုဒါလူငယ်တွေတော်တော်များများစိတ်ဝင်စားနဲ့တက်ကြွရှင်ပြိုင်တာလည်းရှိပါတယ်အဲ့ထဲမှာကျွန်တော်ကဒီလွန်ဆွဲကိုလည်းရှင်ပြိုင်နေတဲ့ဒီလက်မောင်းလေးအားကစားသမားလူငယ်တော်တော်များများကိုဒီနေ့ကတော့ဒါစူးစီးပြီးတော့မျိုးဆက်သစ်လူငယ်တွေကိုဒါလွန်ဆွဲခိုင်းခြင်းဖြစ်ပါတယ်အစုအနေနဲ့ကျွန်တော်တို့ငွေသားအပြင်ပေါ်ကျွန်တော်တို့ဒါ trophy တွေပေါ့နော်ဒါ gold trophy တွေလည်းဒါထည့်သွင်းပြီးတော့ကျွန်တော်စုချင်းနေမှာဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ဒီအိုလံပစ်ဒီအားကစားပြိုင်ပွဲတွေကိုဂုဏ်ပြုတဲ့အနေနဲ့ကျင်းပတဲ့ပွဲလေးကိုဒါကျွန်တော်တို့ဒါဟိုအဖက်ဖက်ကနေပြီးတော့ဒါအားဖြစ်ပြီးတော့ဟိုပံ့ပိုးပေးတဲ့လုပ်ငန်းစုလည်းရှိပါတယ်အဲ့ဒီကတော့ဒါ Premier Coffee Bean နဲ့Ryan D ချိုရီဖြစ်ပါတယ်အဲ့တော့ကိုဒါကျွန်တော်တို့ဒီရိုးရာအားကစားတွေကိုပေါ်ဆောင်တဲ့အခါမှာဒါအမျိုးသားစိတ်ဓာတ်နဲ့ပေါ့နော်ကျွန်တော်တို့ဒီအားကစားပွဲတွေကိုဒါဂုဏ်ပြုပြီးတော့ပူးပေါင်းပါဝင်ပေးတဲ့ Ryan D နဲ့ Premier Coffee Bean ကိုလည်းကျွန်တော်ဒီညနေအထူးပဲကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်
2026ခုနှစ်ဇွန်လ23ရက်နေ့မှာကြာရောက်မယ်အိုလံပစ်နေ့အထိမ်းအမှတ်လွန်ဆွဲပြိုင်ပွဲတွင်မြောက်ကလာအသင်းမင်္ဂလာတုံအသင်းနဲ့ရွှေပြည်သာအသင်း၃သင်းဝင်ရောက်ရှင်ပြိုင်ခဲ့ရာပထမဆုကိုမြောက်ကလာအသင်းဒုတိယဆုကိုမင်္ဂလာတုံမြို့နယ်အသင်းနဲ့တတိယဆုကိုရွှေပြည်သာမြို့နယ်အသင်းတို့မှရရှိခဲ့တယ်လို့သိရပါတယ်။